ကျွန်တော်အိမ်အောင်တယ် GPS ထည့်ခံတာဒီတိုက်တာကညီမတွေရောမြန်မာနိုင်ငံညီကိုတော်မောင်တွေအားလုံးဒီပြဿနာမှာငါတို့နဲ့တော့မဆိုင်ဘူးငါတို့လည်းဘာတွေပြောလို့ပြောနေမထင်ပါနဲ့အားလုံးနဲ့သက်ဆိုင်တယ်ဘာကြောင့်လဲလို့မေးလက်ရှိမှာတကယ်ကိုခက်စားနေတယ်တကယ်ကိုဖြစ်နေတာဖြစ်တဲ့အတွက်အရန်ကြောက်ဖို့ကောင်းတယ်လူရဲ့စိတ်ကိုအမျိုးမျိုးပြောင်းလဲလို့ရတဲ့စက်မျိုးဒါကြားဖြန့်လူကုန်ကိုမှလှုပ်ဝက်ချက်ဆက်ဒီစက်မျိုးကိုရန်ကုန်မြို့မှာတရားဝင်နော်လုံနေတာနော်တာရီလာမြို့နယ်မှာဖြစ်တဲ့အတွက်လုံကျန်တဲ့ကောင်က6ရက်ကောဝေဒနာ14လမ်းနောက်ကဖိုးလင်းဒီကောင်လုံးဝမလွတ်တော့ဘူးဒီကောင်နေလက်ရှိမှာအဲ့တော့မိန်းကလေးတွေဆိုရင်အနေရရမ်းရှိတယ်ယောက်ျားလေးတွေဆိုရင်လည်းအိမ်အောင်တယ်တွေယောက်ျားလေးတွေအတွက်လည်းအနေရရှိတယ်နောက်ပြီးတော့အများကြီးပဲဖက်ကကြည့်မယ်ဆိုရင်သူရဲ့သားသမီးတွေကစဒီအဲ့လိုမျိုးအများကြီးပဲပြဿနာတွေအရန်ဟိုဘယ်လိုပြောမလဲအနေရများတယ်ဒီအခုဖြစ်နေတဲ့ကြောင်ရရန်ကုန်မြို့မှာဖြစ်နေတာအခုဖြစ်နေတယ်ဒါပေမဲ့လူတွေတော်တော်များများလဲဟိုအထက်တော့ခံထားရတယ်ဒါပေမဲ့တရားဝင်မဖြစ်သေးဘူးတရားဝင်မလုပ်ကြဘူးဒါပေမဲ့သူတို့ကတက်တက်အခုဘိုက်ထဲမှာရောက်နေတယ်ဒါပေမဲ့ပါလာမယ်မသိဘူးလူတွေကနော်မသိတော့သူတို့ဒီတိုင်းလေးပဲနေနေထိုင်ကြည့်ဒီကောင်းတွေကိုထိုင်ကြည့်နေဝေးထင်းစနစ်နဲ့ထိုင်ကြည့်ပြီးတော့ခိုင်းနေတာဒါပေမဲ့သူတို့ကခိုင်းမယ်မသိဘူးကျွန်တော်ကကန်ကောင်းရတယ်တရားဝင်ကိုကျွန်တော်ကိုလှုပ်လိုက်လို့ကျွန်တော်ကဒီဆက်ပါလာမယ်သိတာရန်ကုန်မြို့မှာလက်ရှိမှာဒါတွေဖြစ်နေတယ်ဒါပေမဲ့လူတွေကိုသတိပေးချင်တာဗာလဲဆိုတော့ဟိုအစားတော့ဆင်ញင်ပြီးစားဖို့တော့သတိပေးတာနော်အစားတော့စားတာသွားတာနေတာထိုင်တာတွေအားလုံးကိုဆင်ញင်ပြီးသွားပါမူးတဲ့ဟိုရဲမူးတာတို့တောက်တာစားအဲ့လိုလူမျိုးတွေပို့ဆိုးတယ်အဲ့လိုမျိုးတွေသတိထားပို့ပြီးတော့နော်ဒီလိုအစာနဲ့ရောကြွေးခံမယ်ကျွန်တော်ကအစာနဲ့ကြွေးခံတယ်ဒါပေမဲ့ကျွန်တော်ကန်ကောင်းတာကတရားဝင်လုပ်လိုက်လို့ကန်ကောင်းသွားလို့လွတ်တာတရားဝင်မလုပ်ရင်တစ်သလုံးနေပဲအခုလက်ရှိမှာရန်ကုန်မြို့မှာဖြစ်နေတဲ့လူတော်တော်များများမှာဗိုက်ထဲမှာထည့်ခံတာဒါပေမဲ့တရားဝင်မလုပ်ထားဘူးကြည့်တယ်ထိုင်ပြီးတော့ထိုင်ကြည့်နေတာအနေရမ်းများတယ်ဒီဆက်ကမင်းကလေးတွေလည်းအနေများတယ်ယောက်ျားလေးတွေလည်းအနေများတယ်ဟိုပြန်ချမ်းသာတဲ့လူဆိုလဲငွေညစ်ချိန်ချောက်တောင်းခံလို့ရတယ်အဲ့ဒါမျိုးတွေပေါ့နော်ပြောချင်တာတော့သတိထားပါအားလုံးဒီမှာကျွန်တော်တာဂီတာမှာဖြစ်နေတာကျွန်တော်ကိုမကောင်းတာတွေခိုင်းပြီးတော့မကောင်းတာတွေလုပ်ခိုင်းပြီးတော့မကောင်းကြောင်းတွေကိုပြောမကောင်းတာတွေတင်ပြပြီးတော့မကောင်းတာတွေကိုနေ့စဉ်နဲ့များလုပ်ခိုင်းပြီးတော့တာမယာကိုနောက်ွယ်ရနေပြီးတော့နေ့စဉ်နဲ့များတနေ့ကုန်တနေ့ကန်းထိုင်ကြည့်တယ်သူက24နာရီထိုင်ကြည့်ရ24နာရီ GPS ကောက်ကိုဖွင့်ပြီးစကားတွေတနေ့ကုန်ပြောပြီးတော့လွှင့်လာတယ်ယောဂသားကဘာမှမသိမကြားရဘူးကျွန်တော်ဘက်ကအမြဲတမ်းကြားနေရပြောချင်တာတော့ဒီကောင်နေသည်သူများသားမယားကိုစော်ကားနေတယ်ဆိုတော့ပြောပြချင်တာလက်ရှိမှာကျွန်တော်ကအဲ့ဖြစ်ပျက်ကိုဖြစ်နေတယ်အဲကြောင့်အားလုံးကို